ဒီနေ့ကတော့ Somu University ရဲ့ Leadership Camp ငွေဝင်မှုအတွက်ရုံဖြုံ resort ကိုတွားရောက်မှာဖြစ်ပါတယ်။အခုကတော့ရှင်ရနာစခန်းကိုရောက်နေရဖြစ်ပါတယ်ရှင်။ပြီးရင်တော့လမ်းမှာတောက်ဖို့အတွက် coffee ဝယ်ပါတယ်။အခုကတော့တဲခုံမဲ့ resort ကိုရောက်ရှိပါပြီရှင်။တဲခုမဲ့ရုံဖြောရဲစော်ရဲ့ပုံစံငယ်လေးပါယောကိုကတော့ Nice Case ကိုအတွက် skill စုံနေလင်းနေကြရဖြစ်ပါတယ်ကိုကတော့နေတဲ့စားတော့စားကြမှာဖြစ်ပါတယ်ရှင်ဒီနေ့စားစားပြလို့ရှိရင်တော့ skate စီးဖို့အတွက် practice လုပ်မှာပါလေးလေးစားစားဖို့အတွက်ဒီစားတော့တန်လေးရှိတဲ့နေရာကိုရောက်နေရဖြစ်ပါတယ်။အကြောင်းကတိကတ်ပေးထားပြီးတော့ ticket နဲ့ကြိုက်တဲ့စားစားကိုရွေးချယ်စားနိုင်ပါတယ်ရှင်။အခုကတော့ဒီရေမို့လို့ရရှိနေရပါဒီမှာလာရောက်စားတော့ကြတဲ့သူတွေအချမ်းကြားတဲ့အတွက်ကြောင့်မို့လို့အမင်းစားဖို့အတွက်ဒီမှာခုံနေကိုတန်းစီပြီးတော့စောင့်ရတယ်ပေါ့နော်လူတွေလည်းအချမ်းများပါတယ်အဲဒီအကုန်လုံးကဒီ resort မှာ Nice Case လာစီးကြတယ်အဲ့ဒီတော့ရွေးချယ်ပါတယ်ရှင်ဒါလေးကတော့ဒီနေ့ရဲ့နေ့လည်စာလေးပဲဖြစ်ပါတယ်ဆောင်းမကက်စမီတာpractice လုပ်မှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်ခု practice ရအောင်နော်။ဒီနေ့ကတော့ Nice Case ကိုအတွက်ဒီခဏနဲ့ Nice Case ရဲ့ skate ကြီးငှားတဲ့နေရာလေးပဲဖြစ်ပါတယ်။ခုကတော့ Nice Case ကိုတက်ရောက်ရှိနေရဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ Nice Case ရဲ့အခြေခံတွေကိုနီးပြဆရာကနေပြီးတော့တည်တည်ချာချာသင်ကြားပေးပါတယ်။ပထမဆုံး Nice Case စစီမှာဆိုတော့ချော်လဲမလားဆိုပြီးတော့စိုးရင်နေရပါတော့။ဒါပေမဲ့စီးနေတော့ကတော့ကောင်းကောင်းလေးအဆင်ပြေနေပြီမဲ့နောက်ဆုံးမှာတော့ချော်လဲတာခဲ့ပါရဲ့ရှင်။တော့ဒီရေကမ်းမုံပြီးတော့နာမည်ကြီးတဲ့ရေကမ်းမုံဆိုင်လေးပါဒီမှာရေကမ်းမုံဝယ်စားရင်းနဲ့ရေကမ်းမုံဖမ်းတဲ့ခင်ကိုကစားခဲ့ပါတယ်ဒီဟာတကယ်ကိုပြောစရာကောင်းတယ်ပေါ့နော်ရေကမ်းမုံလိုက်ဖမ်းရတဲ့ဟာဒီဟာတကယ်ကိုမှအမှတ်တရဖြစ်ခဲ့ပါတယ်ရှင်စိတ်ကလေးလေးနောက်အပစ္စည်းကလေးတွေအချုပ်ကလေးနိုင်ရုံနဲ့ရောင်းချနေရဖြစ်ပါတယ်ရှင်ညနေပိုင်းမှာဆိုလို့ရှိရင်တော့မြန်မာကျောင်းသားကောင်စီလူဥက္ကဋ္ဌအနေနဲ့မြန်မာကိုစားပြု presentation ကိုပြုလုပ်ခဲ့ပါတယ်ပြီးတော့ရုရှားတငယ်ချင်းတွေကိုလည်းမြန်မာရိုးရာအကောင့်ကိုသင်ကြားပေးခဲ့ပါတယ်ညနေပိုင်းမှာဆိုလို့ရှိရင်တော့တငယ်ချင်းတွေနဲ့အတူတူခါကြခုံကြရင်နဲ့ခင်းနေလေးတွေ့ရှိစားကစားခဲ့ပါရှင်초코십이 되고 싶었는데 초코가 초코십 나라의 모습이 파이팅!
ဓဖုန်းကလာလေးဆိုင်ပြီးသားလို့ရှိရင်ဟိုတောင်ပေါ်မှာရှိတဲ့ခေါင်းရဲ့ကလေးနေရာကိုတွားရမယ်ပတ်မှာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်လိုဆက်စားမလဲအကောင်းလေးဆိုတော့သူစကြည့်ကြရအောင်နော်။ဒါဆိုရင်မနက်ခင်းကနေကစကီစီးနေထားတဲ့လူတွေအများကြီးရှိပါတယ်။လေးဆိုင်မှာပဲဖြစ်ပါတယ်။ခုကတော့တောင်ပေါ်တက်ဖို့အတွက်ကေဘကားသွားစီမှာဖြစ်ပါတယ်။ဒီကေဘစီရဲ့နေရာလေးကကိုရီးယားဆက်လန်တွေကော့ဖလင်ဇက်ကားရက်ကူတဲ့သဝင်ခန်းနေရာလေးပဲဖြစ်ပါတယ်။ ထိတ်ဆုံးမှရှိရဲစကားကိုရရှိပါပြီဒီနေရာလေးကတော့ဒီ resort မှာရိုက်ကူထားတဲ့ကိုရီးယားဇက်လန်တွေလေးတွေကိုပြသထားတဲ့နေရာလေးပါခေါ်ရတော့တောင်ထိတ်ဆုံးမှရှိတဲ့တရားကိုရရှိနေရဖြစ်ပါတယ်ရှင်တင် project ပြုလုပ်ပြီးတော့ presentation ပြောခဲ့တဲ့အမှတ်တရလေးပါ 성문대학교 리더십 캠프